ဒီလောက်ကျန်သူဟာသူ့ရဲ့ညာဘက်လက်ကျိုးနေတရားဟန်ဆောင်ထားပြီးကြောက်ပတ်တီးထဲမှာတနက်တက်လက်ဝတ်ထားခဲ့တာပါသူ့ရဲ့အစီအစဉ်ကရိုးရှင်းပါတယ်ဝီချဲပေါ်ကတထေးကြီးကိုအပြက်ရှင်းမဲ့စုချင်းငွေအများကြီးကိုယူပြီးအနားယူတော့မှာပါသူစတင်လောက်ကျန်တော့မဲ့အချိန်မှာပဲအဝေးကနေနောက်ထပ်လောက်ကျန်သူတယောက်ပေါ်လာပါတယ်စွမ်းအားမြင့်ရိုင်ဖယ်ကိုအသုံးပြုပြီးအဲ့ဒီဒုတိယလောက်ကျန်သူကပြစ်မှတ်ရဲ့နှလုံးတဲတွေကိုအပိုင်ပစ်ခတ်လိုက်ပါတယ်လူတွေထိတ်လန့်တကြားဖြစ်ကုန်ပြီးတက်တော်ဆောင်တွေကလည်းလူသက်သမားကိုနေရာအနှံ့လိုက်ရှာကြပါတော့တယ်ပထမလောက်ကျန်သူစတလုံးကတော့တန်ရှင်းရေးဝန်ထမ်းအဖြစ်ဟန်ဆောင်ပြီးထွက်ပြေးဖို့စ조사နေတဲ့ဒုတိယလောက်ကျန်သူကိုတတိထားမိသွားပါတယ်သူ့ရဲ့စုချင်းငွေတွေလက်လွတ်ရတော့မယ်ဆိုတာသိလိုက်တာနဲ့စတလုံးဟာပြစ်ခတ်ဖို့အကောင်းဆုံးနေရာကိုချက်ချင်းရှာလိုက်ပါတယ်သူပြစ်လိုက်ပေမဲ့လွဲချော်သွားခဲ့ပြီးဟိုဘက်ကလောက်ကျန်သူကလည်းပြန်လည်ပြစ်ခတ်ပါတယ်နှစ်ယောက်လုံးအကာအကွယ်ယူထားကြပြီးတစ်ဖက်လူကိုအပြက်ရှင်းဖို့အကောင်းဆုံးခွင့်ရေးကိုအပြိုင်ဆိုင်စောင့်နေကြပါတယ်အဲ့ဒီအချိန်မှာတက်တော်ဆောင်ဖွဲ့ကဒုတိယလောက်ကျန်သူကိုဝိုင်းထားလိုက်ပေမဲ့သူကတော့3စက္ကန့်အတွင်းအားလုံးကိုပြစ်ချလိုက်ပါတယ်စကားလုံးလည်းဇက်တိုက်ပြစ်နေပေမဲ့သူရင်ဆိုင်နေရတာတကယ်ကိုအဆင့်မြင့်ကျွမ်းကျင်သူဆိုတာသိလိုက်ရပါတယ်ဟိုဘက်ကလောက်ကျန်သူကတော့စိုးရိမ်ရမယ့်အစားဒီစိန်ခေါ်မှုကိုပို့ပြီးတော့တောင်သဘောကျနေပုံပါပဲမကြခင်မှာပဲရဲကား2စီးရောက်လာပြီးထွက်ပြေးမဲ့လမ်းကိုပိတ်လိုက်ပါတယ်ညက်ပူးညက်ပိတ်မိသွားတဲ့ဒုတိယလောက်ကျန်သူဟာရဲတင်းနဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်ပြီးရဲတွေစီမှာလက်နက်ချဖမ်းခံလိုက်ပါတယ်စတလုံးအနေနဲ့လည်းရဲတွေကဟိုလောက်ကျန်သူကိုဖမ်းခေါ်သွားချိန်မှာနောက်ဆုတ်ဖို့ကလွဲလို့တခြားရွေးချယ်စရာမရှိတော့ပါဘူး